Hello, 皆さん、みんなは、皆さんこんにちは。今日は皆さんに、頭が痛いという、ね、みんな頭が痛いというのは分かっていると思います。အားလုံးပဲမင်္ဂလာပါနော်ကိုလုံးပေါ့နော်အားလုံး頭が痛いဆိုတဲ့言葉をအားလုံးပဲသိမယ်လို့ထင်တယ်ပေါ့နော်ဟုတ်頭が痛いခေါင်းကိုက်တယ်頭が痛いခေါင်းကိုက်တယ်ဒါမှအမတို့တွေဘယ်လိုတွေထပ်ပြီးပြောလို့ရသေးလဲပေါ့နော်ဒီနေ့ကတော့皆さんကိုဝေမျှပေးမယ်အကြောင်းအရာကဘာလဲဆိုရင်ခေါင်းကိုက်တာနဲ့ပတ်သက်ပြီးတော့ဒီ頭が痛いတခုလည်းမဟုတ်ပဲねနောက်ထပ်ဘယ်လိုတွေပြောလို့ရသေးလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဝေမျှပေးသွားပါမယ်ဆက်ကြည့်လိုက်ရအောင်နော်အဲ့တော့皆さんသိပြီးသား頭が痛い頭が痛い頭が痛いဆိုလားခေါင်းကိုက်တဲ့ခါမှာ頭が痛い頭が痛いကိုမှနောက်ထပ်ဘယ်လိုမျိုးသိထားသေးလဲဆိုရင်皆さんが頭痛လို့လည်းသိထားမယ်ပေါ့နော်頭痛ဆိုတာလေသိထားမယ်ပေါ့နော်ခေါင်းကိုက်တယ်頭が痛い頭痛သိမယ်နော်အဲ့ဒါသိထားပြီဆိုလို့ရှိရင်ကဲဒါဆိုရင်တချို့ဈေးကန်းတွေတွားလို့ရှိရင်ဆရာဝန်တွေကခေါင်းကိုဘယ်လိုကိုက်တာလဲလို့မေးတတ်တယ်どういうふうに痛いですかどういうふうに頭が痛いですかズキッと痛いですかズキンズキンするほらズキズキするそういうလိုမျိုးလေးတွေမေးတတ်တယ်ဒါမှမဟုတ်ရင်ဂန်ဂန်するဆိုပြီးတော့မှဆရာဝန်တွေကမေးတတ်ပါသေးတယ်ပေါ့နော်။ဒါဆိုရင်ဆရာဝန်တွေမေးချင်တာကဘာအဓိပ္ပာယ်များလဲပေါ့နော်။頭が痛いဆိုတာတခုတည်းသိုံနဲ့မဟုတ်ပဲねကျမတို့ကခေါင်းကိုက်နေခေါင်းကိုက်တဲ့ပုံစံတွေကဘယ်လိုမျိုးတွေရှိသေးလဲဆိုတဲ့ဟာကိုဒီနေ့ပြပြပေးခြင်းပါတယ်။အဲ့တော့頭が痛いဟုတ်ပါတယ်ခေါင်းကိုက်တယ်ဒါပေမဲ့ဘယ်လိုမျိုးကိုက်တာလဲခေါင်းထဲကိုထိုးပြီးတော့ကိုက်တယ်အဲ့ဒီခေါင်းကိုထိုးပြီးတော့ကိုက်တာအောင်မှကျမတို့၃မျိုးပြောလို့ရပါတယ်ဘယ်လိုပြောမလဲဆိုရင်ズキズキするズキズキするズキズキလို့ပြောပါတယ်ズキズキနော်ズキズキするကဲဒါဆိုမှနောက်တစ်မျိုးရှိသေးတယ်ဘယ်လိုပြောလို့ရသေးလဲဆိုရင်ズキンズキンするズキンズキンするズキンズキンするဒါကလည်းခေါင်းထိုးပြီးတော့မှကြိုက်တာကိုပြောလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ရင်နောက်တစ်မျိုးဘယ်လိုပြောလို့ရလဲズキッとするズキッとするズキ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 ッとするပြောလို့ရတယ်နော်ဒါကခေါင်းကထိုးပြီးတော့ကြိုက်တယ်ကဲအဲ့လိုမျိုးကြိုက်တာမှမဟုတ်အကုန်လုံးကလေခေါင်းတစ်ခုလုံးကိုဝိုင်းပြီးတော့တူနဲ့ဝိုင်းပြီးတော့တူတွေနဲ့ထုရိုက်နေတယ်လို့မျိုးခေါင်းကြီးကအုံခဲပြီးတော့ထုရိုက်တာကြီးကိုခံနေရတယ်လို့မျိုးဟုတ်လားကြိုက်တယ်တအားကြီးကြိုက်တယ်အဲ့လိုမျိုးကြိုက်တာကိုကြတော့ဘယ်လိုပြောမလဲဆိုရင်皆さんガンガンする頭がガンガンするガンガンするガンガンするနော်ガンガンするလို့ပြောလို့ရပါတယ်အဲ့ဒါဆိုရင်ခေါင်းကိုဟလာတူတွေနဲ့ဝိုင်းထုနေတယ်လို့မျိုးကြိုက်တာနော်တူတွေနဲ့ဝိုင်းထုနေတယ်လို့မျိုးကြိုက်တာကိုဂန်ဂမ်စုလို့ပြောပါတယ်ကဲအမနောက်တစ်မျိုးဘလို့ဘာရှိသေးလဲဆိုရင်ခေါင်းကလေအေးပြက်လာတဲ့ခါကျလို့ရှင်ခေါင်းတစ်ချမ်းပဲကြိုက်တတ်တဲ့သူတွေရှိတယ်နော်အဲ့ဒါကိုကြတော့ဟန်ဇူဇူ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 လို့ခေါ်ပါတယ်ဟန်ဇူဇူနော်ခေါင်းတစ်ချမ်းပဲကြိုက်တာတော့ဟမ်ဇူဇူလို့ခေါ်ပါတယ်ဟမ်ဇူဇူရမယ်နော်ကဲဒီနေ့ဝင်မြပေးခြင်းနဲ့အကြောင်းအရာလေးကဒီလောက်ပါပဲ皆さんအသုံးဝင်ပါစေလို့ညွှန်လင်းပါတယ်အားလုံးပဲအဆင်ပြေကြပါစေまたね